အိမ်နီညာကမိုးရီထဲမှာကောင်မလေးတယောက်ကျွန်တော်ကားကိုတားခဲ့တယ်ဖယ်သွားမလဲမေးတော့မျိုးစုံဘာနာမှာပါတဲ့ကျွန်တော်လည်းအေးသမီးလိုက်ဖို့ပေးမယ်တက်လက်တက်ဆိုပြီးဆက်မောင်းလာခဲ့လိုက်တယ်ကားပေါ်ရောက်တော့အဲ့ကောင်မလေးကခေါင်းကိုမှုတ်ထားပြီးစကားတခုမှမပြောတော့ဘူးချမ်းစိတ်စိတ်ခံစားချက်ကြီးဖြစ်လာမိတယ်ဒီလိုနဲ့သူပို့ခိုင်းတဲ့အိမ်ရောက်တော့ပတ်စံဝင်ယူအောင်မယ်ဆိုပြီးဆင်းသွားခဲ့တယ်ချိန်တော့ကြာဆောင်ပြီးပြန်ထွက်မလာတာနဲ့တခါတော့ခောက်လိုက်တယ် ဦးလေးခုနကကောင်မလေးတယောက်ဒီအိမ်ထဲဝင်သွားတာတွေ့လို့ပါဒါမင်းမှားနေတာထင်တယ်ဒီအိမ်ထဲဘယ်သူမှဝင်လာပါဘူး အဲ့နောက်ဦးလေးကြီးကအိမ်ထဲဝင်သွားပြီ ဒါအဖိုးမြေးမလေးပါလွန်ခဲ့တဲ့2နှစ်လောက်ကကားတိုက်ပြီးဆုံးသွားခဲ့တာ မဖြစ်နိုင်ဘူးဒါဘလို့မှမဖြစ်နိုင်ဘူးကျွန်တော်ကြောက်ကြောက်နဲ့ကားစီကြီးပြီးထွက်လာခဲ့လိုက်တယ်